တန်ရတဲ့ပွဲကနေနှုတ်ထွက်သွားတာဗန်အကြောင်းပြထားသလိုဒဏ်ရာပြဿနာတစ်ခုရဲ့အကြောင်းတော့မဖြစ်နိုင်ဘူးပရိသတ်အားမင်္ဂလာပါများကြော်ကြားအမေ Sport Channel ကနေအားလုံးကိုပြန်လည်ကြိုလဲပါရစေဂျိုရှာဘန်အနေနဲ့အခုလိုတန်ရတဲ့ရှင်မြိုင်ထိုးသက်ရမယ့်ချန်ပီယံကပတ်ကာကွယ်ပွဲကနေဒဏ်ရာအကြောင်းဆိုပြီးနှုတ်ထွက်သွားခဲ့တာအားလုံးသိပဲဖြစ်ပါတယ်UFC လောကမှာဒဏ်ရာဆိုတာအပေါ်ရန်ပြတဲ့အကြောင်းပြချက်ဖြစ်လို့ရှိပေမဲ့အိမ်နောက်ကွယ်မှာပရိသတ်တွေမသိနိုင်တဲ့ကိုရေးကိုရာနေပြီးရတယ်စီဝိုင်းရေးဆိုင်ရာတွန်းအားတွေအများကြီးရှိနေနိုင်ပါတယ်အားကစားသမားတယောက်ဟာပွဲထွက်ဖို့ကြာကိုင်တော့အစင်အသင့်မဖြစ်တဲ့အခါဒဏ်ရာဆိုတဲ့စကားလုံးကိုဒိုင်းသက်ဖွဲ့သုံးလေးရှိပါတယ်ဒါအတန်ကောင်းဆုံးနဲ့လက်ခံနိုင်ဆုံးအကြောင်းပြချက်မို့လို့ပါဒါပေမဲ့ဂျိုရှာဘန်လိုပွဲမီလူမျိုးရေးပဲတောင်းလျှောက်ထိုးလာတဲ့သူကအခုလိုပထမဆုံးခပတ်ကာဝယ်ပွဲကြမှာရုတ်တရက်ရက်တန့်သွားတာဟာဒဏ်ရာပြဿနာတစ်ခုရဲ့အကြောင်းမဟုတ်ပဲတခြားသောဖိအားတွေရှိနေမလားဆိုတာစူးစမ်းစရာပါ UFC Flyweight တန်းဟာကိုလေးချိန်ရှော့ချတာအင်မတန်ကက်ခဲတဲ့ weight တန်းတစ်ခုပါဖန်ဟာပွဲတွေစတိုက်ထိုးလာခဲ့ရတာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကကိုလေးချိန်ရှော့ချတဲ့တန်းကိုမခံနိုင်တော့တာမျိုးဖြစ်နိုင်ပါတယ်ပွဲနေလာတဲ့အခါဝေးကကြမလာပဲခန္ဓာကိုယ် shut down ဖြစ်သွားတာမျိုးဒါမှမဟုတ်ကျန်းမာရေးအနေနဲ့ရှိလောက်အောင်ဝေးဖြတ်ရခက်ခဲနေတာမျိုးဖြစ်နိုင်ပါတယ်တကယ်လို့ဝေးမပြည့်ပဲပွဲထွက်ရင်ကပတ်ဆုံးရှုံးရနိုင်ခြေရှိသလိုကိုကန္နာချိနေနေရင်လည်းတရားကိုရှုံးမှုရတဲ့နှုန်းကများပါတယ်ဒါကြောင့်တရားလို့အမိတက်ပြီးကိုလေးချိန်ပြန်ထင်းဖို့အချိန်ယူလိုက်တာလည်းဖြစ်နိုင်ပါတယ်ဒုတိယအချက်ကတရားဟာတမန်ဖိုက်တာမဟုတ်ပါဘူးသူ့ရဲ့ ground game မြေပြင်ချုပ်ကကဘာအစင်မှာလေ့ကျင့်စကန်တွေမှာဖန်ရဲ့နီးပြတွေကဒီတိုင်းသွားရင်တရားကိုမနိုင်နိုင်ဘူးလို့ယူဆခဲ့တာမျိုးရှိနိုင်ပါတယ်တရားရဲ့ကစားအကွက်ကိုတံပြန်ဖို့အတွက်အသင်ယူရမယ့်နီးစနစ်တွေကအချိန်တော်အတွင်းမှာအသားမကျသေးတာမျိုးလည်းဖြစ်ပါတယ်အခုတော့ရင်ရှုံးမယ်မေလာအထိအချိန်ဆွဲနိုင်ရင်တော့နိုင်ဖို့လမ်းရှိရဆိုတဲ့နီးပြတွေရဲ့အကြံပေးချက်ကြောင့်တရားကိုအကြောင်းပြတတိကဲဒီလေတရားမြောက်နှောင့်နှေးမှုလွှတ်လိုက်တာလည်းဖြစ်နိုင်ပါတယ်တတိယချက်ကတော့ဖန် UFC ကိုရောက်ကြတဲ့ကနားရမရှိတော့ပွဲတွေစလိုက်ထိုးပြီးအဆင့်တက်လာခဲ့တာပါဘန်နိုဂျာကိုနိုင်ပြီးချန်ပီယံဖြစ်လာတဲ့နောက်သူ့ပေါ်ကြောက်လာခဲ့တဲ့ PR တွေကမသေးပါဘူး။ဆိုင်ဘော်ကချန်ပီယံဆိုတဲ့ဝေဖန်တဲ့တွေကသူ့ရဲ့စိတ်ဓာတ်ကိုတိုက်စားနေနိုင်ပါတယ်။ဒီကနေ့ကျရင်ဖိုက်တာတယောက်ဟာအားလုံးနဲ့ဝေးရကိုခဏသွားပြီးစိတ်ပြန်ဆူပြီးဖို့လိုအပ်ပါတယ်။အခုလိုပွဲရွှေ့ဆိုင်လိုက်ခြင်းကသူ့ကိုစိတ်ပိုင်းဆိုင်ရာပြန်လည်အားပေးဖို့အခွင့်အရေးရသွားစေပါတယ်။နံပါတ်၄ချက်ကတော့ UFC မှာချန်ပီယံဖြစ်လာရင်စာချုပ်အသစ်တွေအကျိုးခံစားခွင့်တွေပြန်လည်ညှိနှိုင်းရလိမ့်ရှိပါတယ်။ဗန်နဲ့ UFC ကြားပွဲထိုးခြင်းဒါမှမဟုတ်တခြားသောခံစားခွင့်တွေအတွက်ညှိနှိုင်းမှုတွေကပွဲနေတဲ့အထိအစီအမံပြများမျိုးတွေဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒါမျိုးကဖြစ်နိုင်ခြေသိမရှိပါဘူးပွဲကိုရွှေ့ဆိုင်လိုက်ခြင်းအပြင် UFC ဘက်ကသူ့ကိုပိုပြီးအလေးထားလာအောင်ဒါမှမဟုတ်သူတို့တွေနဲ့အချက်တွေနဲ့ရောက်အောင်ဖိအားပေးတဲ့နည်းလမ်းတစ်ခုကိုသုံးခဲ့တာမျိုးလည်းဖြစ်နိုင်မလားတွေးစရာပါနံပါတ်5ချက်ကဖိုင်တာတွေကလည်းလူသားတွေပါပဲသူတို့မှလည်းပရိသတ်တွေမသိနိုင်တဲ့မိသားစုရေးရအရှုပ်ထွေးတွေအခက်အခဲတွေရှိနိုင်ပါတယ်မိသားစုအတွင်းကျန်းမာရေးပြဿနာဒါမှမဟုတ်တခြားသောအရေးကြီးကိစ္စတွေပေါ်လာတဲ့အခါပွဲကိုအာရုံအပြည့်မဆိုင်နိုင်တာမျိုးတွေဖြစ်တတ်ပါတယ်ကွဲကိုယ်ရာကိစ္စတွေကိုလူသိမခံခြင်းတဲ့အတွက်တရားစွဲတဲ့အများဆုံးအကြောင်းပြချက်နောက်မှာကွဲဝဲထားတာမျိုးလည်းဖြစ်နိုင်ပါတယ်အခုဆွေးနွေးခဲ့တဲ့အချက်တွေကဖြစ်နိုင်ခြေရှိတဲ့နောက်ွယ်ကရှုထောက်ဒေတာဖြစ်ပါတယ်။ဒါပေမဲ့တစ်ခုကတော့သိကြပါတယ်။ဂျိုရှာဘန်ဟာအကြောင်းပြချက်ဘယ်လိုပဲရှိရှိအခုချိန်မှာခေတ္တနောက်ဆုတ်သွားခဲ့ပါပြီ။မေလမှာကျင်းပမယ့် UFC 328ဟာဒီတန်ရာတွေအကုန်လုံးကိုအပြေပေးမဲ့နေရပါ။တကယ်လို့ဗန်ကတရားကိုလည်းထိုးပြနိုင်ခဲ့ရင်သူတရားရလို့ခေတ္တနာခဲ့တာမှန်ကန်နေသူကတကယ်ချန်ပီယံပဲလို့သတ်မှတ်ခံရမှာပါ။တကယ်လို့သူကချန်ပီယံရုံးခံရမယ်ဒါမှမဟုတ်ပွဲထွက်ဖြတ်မယ်ဆိုရင်တော့အခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့လှည့်ကွက်တွေဝေးဖြဲရခက်ခဲမှုတွေနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကအမှန်တကယ်ဖြစ်လာပါလိမ့်မယ်။ပရိသတ်တယောက်အနေနဲ့ကတော့ဖန်ကိုစာနာပေးရမှာပါအကြောင်းပြချက်ကတရားပဲဖြစ်ဖြစ်ဗီဝါပဲဖြစ်ဖြစ်သူ့ရဲ့ခပတ်ကိုကာဝယ်ဖို့အတွက်အကောင်းဆုံးလို့ယူဆတဲ့လမ်းကိုသူရွေးချယ်ခဲ့တာပါမေလမှာအစွမ်းကုန်ပြင်ဆင်လာတဲ့ဂျိုရှာဘန်ကိုမြင်တွေ့ရဖို့ပဲမျှော်လင့်ကြအောင်လားဗျာညီကိုတို့ကရောဖန်အနေနဲ့အခုလိုပွဲရဲ့နီလာမှာတရားချောင်းဆိုပြီးနှုတ်ထွက်သွားတာဟာသွေးရိုးသားရိုးလားတခြားကိစ္စတခုရောရှိနိုင်မလားမိမိတို့ရဲ့မြင်လေးကိုဆွေးနွေးပေးခဲ့လို့ရပါတယ်အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ